သားသမီး၃မျိုးအကျွေးလာဆက်တဲ့သားသမီးနဲ့အကျွေးလာတောင်းတဲ့သားသမီးဆိုပြီးတော့2မျိုးရှိပါတယ်အကျွေးလာဆက်တဲ့သားသမီးကတော့သူတက်တဲ့ပညာရည်နဲ့မိဘတွေကိုပညာတက်ရင်လဲပညာမတက်ရင်လဲခွန်အားနဲ့လှုပ်ကြွေးပြုစုတဲ့သားသမီးမျိုးပါအကျွေးလာတောင်းတဲ့သားသမီးကတော့မိဘစိတ်ဆင်းရဲအောင်လုပ်မယ်ကြီးတိုက်မယ်မသေးခင်အမွေတောင်းမယ်စတဲ့စိတ်နဲ့ဆင်းရဲရအောင်လုပ်မယ်အရှက်ပေးမယ်ဖျားဟောတရားတော်များအရာတော့အတိဇာတတာအနုဇာတတာအဝဇာတတာဆိုပြီးတော့3မျိုးရှိတာပေါ့အတိဇာတသားဆိုတာကတော့မိဘထက်အလွန်ကိုကျင့်သိက္ခာအစတာသွားတာဥပမာဖုန်ကြီးယဟန်အဖြစ်နဲ့မိဘတွေကိုလှုပ်ကြွေးပြုစုတဲ့သားမျိုးသားကောင်းသားမြတ်မျိုးပေါ့အနုဇာတသားဆိုတာကတော့မိဘတွေရဲ့ကိုကျင့်သိက္ခာနဲ့အတူမိဘကိုလှုပ်ကြွေးပြုစုကျွေးမွေးစောင့်ရှောက်တဲ့သားသမီးမျိုးပေါ့အဲ့ဒီ2မျိုးကသားကောင်းသမီးကောင်းတွေပေါ့အထက်မှာပြောထားသလိုအကျွေးဆက်မဲ့သားသမီးတွေပေါ့အဝဇာတသားဆိုတာကတော့မိဘထက်ရုပ်ညံ့တဲ့သားသမီးမျိုးအကျွေးလာတောင်းတဲ့သားသမီးတွေပေါ့မိဘကိုဒုက္ခပေးဖို့တတ်ဖြစ်လာတဲ့သားမျိုးမွေးလာလို့သာချစ်မြတ်နိုးရပြီးမြဲဒီသားသမီးမျိုးကိုတော့ဘယ်မိဘကမှမလိုလားတဲ့သားသမီးမျိုးပေါ့ဒီသားသမီးမျိုးကြတော့အထက်မှာပြောထားသလိုအကျွေးလာတောင်းတဲ့သားသမီးပေါ့ဒါပေမဲ့မိဘဆိုတာကဘယ်သားသမီးကိုမစိုးရင်လည်းဂယုဏနဲ့ရှစ်တာပါပဲကောင်းတဲ့သားသမီးကိုလည်းလိမ်မာလို့ရှစ်တာပါပဲခွဲခြားတာမျိုးတော့မရှိပါဘူးတကယ်လိုလားတာကအတိဇာတသားသမီးမျိုးသာမိဘတိုင်းလိုလားကြတာပါဒါကြောင့်မလို့သားသမီးတွေအနေနဲ့အတိဇာတသားသမီးမျိုးအထိမဖြစ်နိုင်ရင်တော့မှအနုဇာတသားသမီးလောက်တော့ဖြစ်အောင်မိဘတွေကိုကျွေးမွေးစောင့်ရှောက်တဲ့သားသမီးတွေဖြစ်အောင်ကြိုးစားကြပါစီသားကောင်းသမီးကောင်းများဖြစ်လို့မိဘတွေကိုအသက်ပေးလို့ကာကွယ်နိုင်ကြပါစေ